မေတ္တာနဲ့ပဲတုံ့ပြန်ပါသူတစ်ပါးကကိုကိုမကောင်းပြောလာတဲ့အခါမှာကိုကပြန်ပြီးဒေါသထွက်เสียမလို့ဘူးသူပြောတာဟုတ်သလားလို့ကိုအရင်ဆင်ခြင်ပါလေညာကိုပြစ်လိုက်တဲ့ဖုံမှုန့်ဟာပြစ်တဲ့သူစီပဲပြန်ရောက်တယ်လို့ပဲမကောင်းပြောတတ်သူတွေကိုမေတ္တာနဲ့ပဲတုံ့ပြန်ပါသူတစ်ပါးရဲ့မကောင်းတဲ့စကားလုံးတွေကိုစိတ်ထဲကောက်ထည့်ပြီးကိုယ့်ရဲ့တနေ့တာကိုအမုန်းတရားတွေဒေါသတွေနဲ့အစိတ်မခတ်ပါနဲ့သူတို့ကကိုယ်စီလာပြစ်တဲ့ဒေါသမီးကိုကလက်မခံပဲမေတ္တာရည်စင်နဲ့ညှိမ့်သက်လိုက်တဲ့အခါအဲ့ဒီမီးဟာဘသူ့ကိုမှမလောင်မြိုက်နိုင်တော့ပဲသူ့လိုလိုငြိမ်းသွားပါလိမ့်မယ်အမုန်းကိုအမုန်းနဲ့တုံ့ပြန်တာဟာအားနည်းသူတို့ရဲ့လမ်းစဉ်ဖြစ်ပြီးခွင့်လွှတ်ခြင်းနဲ့မေတ္တာထားနိုင်ခြင်းကတော့စိတ်သက်ရင့်ကျက်တတ်မှသူတို့ရဲ့အရေးချင်းဖြစ်ပါတယ်မိမိကိုယ်ကိုပိုချစ်ပါကိုယ့်ရဲ့စိတ်နေစိတ်ထားမြင့်မြတ်မှုတို့သူတစ်ပါးရဲ့မကောင်းတဲ့အပြုအမူတွေကြောင့်အောက်ခြေကျမသွားပါစေနဲ့